မြတ်စွာဘုရားရှင်ပြိဋိဘံစံဃန်นี้မှာညီတော်အာနန္ဒာကမျက်ရည်ကျတယ်ငိုတယ်ပေါ့လေအဲ့ဒီအခါမှာမြတ်စွာဘုရားကအာနန္ဒာတဲ့မင်းမငိုပါနဲ့စိုးရိမ်တော့ကတွေလည်းဖြစ်မနေပါနဲ့အာနန္ဒာတတ္တဝါတွေအားလုံးဟာရှင်ခွဲကွဲရခြင်းတေခွဲကွဲရခြင်းဘောအချကွဲရခြင်းဆိုတဲ့ဒီအကြောင်းတရား၃ပါးကိုရှောင်လွှဲနိုင်တဲ့တတ္တဝါဆိုတာမရှိဘူးရှောင်လွှဲနိုင်တဲ့လူဆိုတာဘယ်သူတဦးတယောက်မှမရှိဘူးအာနန္ဒာနောက်ပိတ်ဆုံးငါဖျားတော်မှာရှောင်လွှဲလို့မရပါဘူးအာနန္ဒာလူတိုင်းဟာတွေ့ဆုံပြီးရင်ခွဲခွာကြရတာတွဲတဲ့နေ့ကစပြီးတော့မှကွဲရဖို့အကြောင်းတရားကပါလာပြီးသားပေါင်းမိတဲ့နေ့ကစပြီးတော့ခွဲခွာရမယ့်အကြောင်းတရားကပါလာပြီးသားဆွဲမိတဲ့နေ့ကစပြီးတော့နာကျင်ရမယ့်အကြောင်းတရားကပါလာပြီးသားပဲမို့လားဒါကြောင့်ခွဲခွာရမယ့်သဘောရှိတယ်ကွဲတတ်တဲ့သဘောရှိတယ်ဆိုတာကိုတွဲနေတဲ့အချိန်မှာပေါင်းမိနေတဲ့အချိန်မှာမမေ့လိုက်ပါနဲ့အမြဲတမ်းတွဲရမယ်အမြဲတမ်းပေါင်းနေရမယ်အတူရှိနေမယ်လို့စိတ်ထဲမှာဆွဲလန်းထားမိတယ်ဆိုရင်တော့တကယ်တမ်းခွဲခွာရတဲ့အခါတကယ်တမ်းလွဲရတဲ့အခါမျိုးမှာအသေးနာရလိမ့်မယ်နောက်ပိတ်ဆုံးဘဝပါနာရတတ်တယ်ဒါကြောင့်အမြဲတမ်းတွဲနေရတာမဟုတ်ဘူးကွဲရမယ့်သဘောရှိတယ်ဆိုတာကတကယ်တမ်းကတရားသဘောကိုပြောနေတာအနိစ္စမမြဲခြင်းသဘောတရားပဲဒီသဘောကိုနှလုံးသွင်းလက်ခံထားမိရင်တကယ်လွဲတဲ့အခါမှာရှင်မနာရသလိုအသေးလည်းမနာရဘူးဘဝလည်းမနာတော့ပါဘူးတတ္တဝါခတ်သိမ်းတရားကိန်းအင်းငိမ့်ချမ်းသာကြ